မစ်စိတ်ဟာငါတို့ငါလူပဲများမှာပေါ့ထိရှာနာစာဖျားဟောတဲ့အနေစာဝိပဿနာပြရဲ့တတိယပါမလားငါသိတယ်ဘလောက်တော့ကြောက်နေမလဲဝကျွေးကြီးတာပါလားအာကိုရတယောက်ယောက်ပေါ့မင်းကြီးပါသုံးဖို့အထီးကနေရာကငယ်ချင်းမဲ့ဖြစ်ဖြစ်မင်းပါရှိကြမှာပါမိရတာရှာအဲ့ဒီတိကျကပါမှာဖြစ်လိမ့်မယ်တွေးဟာခါခါအလုံးဟာမိဘတာတာအချိန်တော်လည်းပြီးသွားမှာပါအော်မိကိုတွေဟာအချင်းကြီးကွက်ရှိထမင်းတော့မစားနိုင်တော့မလားမေးရရှက်ရည်နေအောင်တော့မမှတ်နိုင်တော့တဲ့အချိန်တွေရက်တွေမိဟာပင်လက်သေးတဲ့စင်းလို့အိမ်တွေမပြတ်ဝဲကြရက်တွေငြိမ်တက်နေပြီမဲ့ငါသိတာဘောကွာတိမ်တွေနဲ့တွေငါတို့ဖြတ်တန်းခဲ့ကြတော့တစ်ခါကဒုက္ခများဟာဆရာအကြီးတော့ပြောခဲ့ဘူးလို့ဆိုရင်ဟာတာတဲ့ပု္ပ္ပာပါမိုးရွာချတော့ခဏလားမိတာရအောင်မှာကွာမွေးကလေးကလက်ပလာနဲ့မို့ငါတို့ဘာမှရှုံးစရာမပါဘာမှမလောက်စရာမပါမျက်မှောက်ကဟာဆက်ကြောက်လာနဲ့ရှင်ဆက်ပြောက်တာငါတို့အဲ့ဆက်ပြောက်ကပါရဲ့ထအောင်မြေလွာဘောကအပေါက်ရများတန်ပြန်မှကျင်နေသူရဲ့ကန်ဒီဟာတက်ရောက်လာမှာရှင်တန်ချင်းဆိုတာလဲပင်လေရတဲ့ဘွက်လောက်မှာနာဒါဘဝဘာမှမမြဲခြင်းတရားတွေပင်ချလိမ့်လားတဘာဝဟာလူကိုသိစေတတ်ကြောင်းနဲ့ထင်ရှားတွေ့လားမစ်စိတ်နဲ့ခံတာကိုဘယ်တရားမှရှင်ကြားစေမရလွန်ပါစေတော့မိဖြတ်တန်းနေရတဲ့ကစင်ကလေးအားနေလွန်များပါစေတော့လေကျိုးမဲ့ချီတိုင်းကနေတော့ကပန်းတွေတပွေးတစ်ပိုင်းနဲ့လူနင်းထားတဲ့ຫນွေအပူငါတချင်းတွေကတိမ်တိုက်တွေနေမို့ဖြစ်ရွာကိုင်းလေစိတ်တွေချမ်းသာပါစေဟေးရရပေါ်မှာစိတ်ခံစားမှုလျှော့ကိုမတက်နိုင်တဲ့အခြေအနေတွေဆိုတာတိတ်ကန်တရားတစ်ခုပေါ့တနေ့ကျငါတို့မေ့လျော့နေတဲ့သေခြင်းတရားဟာဖိတ်မှန်တကပြူတော့ကိုလုံးထားခဲ့ပြီးအိတ်ဆက်သွားရမှာနိဗ္ဗာန်ကတစ်ခုပေါ့ချစ်ခင်တဲ့တော့အရာတွေပေါ်ဝိညာဉ်နဲ့နှလုံးသားဟာနေဝင်ခဲ့ရုံမရလူဖြစ်စဉ်ရဲ့အဆုံးစမှာဒီသပင်နဲ့တောင်းတန်းတွေပါဝင်မြစ်ပင်နဲ့သမုတ်ပြကဘာကြီးရဲ့ဝေးဆုံးထိငါလွင့်စင်ခဲ့အောင်လာဖြည်းဖြည်းလုံးပါလာတဲ့ဒီလက်ကျန်နှစ်တွေအချိန်တွေဟာတစ်စက္ကန့်ကြီးရှည်သွားနေရင်းနဲ့မရက်တန်ခြင်းတွေနှောင်ကြဟောင်းတွေဖြတ်လဲနှောင်ကြတစ်တရားထပ်မှန်ရစ်ခွေမှန်ညံတစ်တွေတဲတော့မပြောင်းနိုင်တော့တဲ့လက်ပံပွင့်ကျွေဒုက္ခနဲ့အဖျားခံတာမို့မွေးကလေးကကြားကန်ကငိုးလောကကိုအမ်တန်တာမျိုးဆိုဆူတောင်းဖို့ဖျားထံမှာခိုမြစ်တာဟာသွားပြန်လာလို့လဲနေတဲ့ဘဝတန်တရားမျိုးစိတ်ဟာတရားမရှာဖို့လူဆိုတာငှားခံတာကိုအော်ချင်းကငါလက်ဒီစလမ်းမှာဇက်နာသူတရားပဲတိတ်တိတာပေါ့ကွာမင်းစိတ်တန်ရမတတ်တာမှုနောက်ွယ်မတည်မြဲခြင်းရဲ့သဘောဘက်ကိုတမျက်နှာမူရှောက်ခဲ့မင်းစိတ်တွေလည်းပေါ်ပါပါစေတော့စပြပူပေါင်းွယ်လူများပါစေတော့လေကျိုးမဲ့ချီတိုင်းကနေတော့ကပန်းတွေတပွေးတစ်ပိုင်းနဲ့လူနင်းထားတဲ့ຫນွေအပူငါတချင်းတွေကတိမ်တိုက်တွေနေမို့ဖြစ်ရွာကိုင်းလေစိတ်တွေချမ်းသာပါစေရိုးချင်တဲ့လောက်စင်ရဲ့နေရအောင်မယ်ဆုံးတွေ့ခြင်းအလုံးရဲ့စပိန်ဟာရှင်ခွဲမဟုတ်ရင်သေးခွဲဘာများမြင်နိုင်မလဲပိုင်ဆိုင်တဲ့လောက်ဆုံးရှုံးမှာမဟုတ်လားကွယ်မိုးတန်နဲ့စားတဲ့ဒီဇလန်အလေဘယ်ပြန်ထွက်သွားရမယ်မသိတဲ့ကဘာကိုလဲပရောက်တဲ့ခီးတဲ့